ခုချိန်ရတာရှိဟိုတော့ကိုငါမီးရဲ့အမျိုးသမီးဟိုလည်းတက်တဲ့ခါလာတော့ဟိုတော့ငါလည်းဒီတိုင်းပဲသွားလာနေတူဘာမှမသိဘူးလေဒါပေမဲ့ဆေးရုံမှာတလားလောက်နေလာတဲ့အချိန်မှာနေကြတော့မှဒီလိုမျိုးလေးနေရတာလှုပ်လို့မရတဲ့အခါအခုပြန်ထွက်လာသူလားရှောက်လာကြီးစုတင်တာကြီးစုတင်တာသူခုဆိုရင်သူကဘာလို့တော့တခါချင်းစီတိုင်းမှာဘုရားကြီးစုတင်တာအိုးကိုကြီးစုတင်ကြီးစုတင်ယုံကြည်ခြင်းကိုမျှော်လင့်လို့ရမယ်များမဘူးမမြင်သေးဘူးဒါနဲ့တိမဆွဲတာလည်းဘာမြင်ထားသေးလားငါထားလာရှောက်လို့မြင်ကြည့်နေလို့ရပြီမြင်ကြည့်ငါထားလာရှောက်နေမြင်လားမြင်ရပြီအဲ့ဒါထားမယ်ကျွန်တော်မြင်ရယေရှုခရစ်တော်ကကျွန်တော်အောင်မြင်ရတယ်အခုပဲဘုရားနှုတ်ကပတ်တော်အပေါ်မှာဆက်ပါတဘာဝထဲမှာမရှိတဲ့တော့ထာဝရဘုရားနဲ့တွားတဲ့အပေါ်မှာ natural ထဲမှာရှိတာပေါ့ supernaturalထဲမှာတွားတော့သူတွေဖြစ်တယ်ဘုရားရှင်အောင်မြင်ခြင်းဒါလေးနဲ့ကျွန်တော်ဆုံးတတ်တယ်ဓမ္မရာဇဝင်စရုပ်ထဆောင်ရဲ့လူတွေစကားပေါ်ပြန်တာဒီနေ့မှမဟုတ်ပါဘူးเนาะအဲ့လိုပြောလူကြီးတွေအားလုံးလူကြီးဖြစ်ခဲ့တာဟိုစနာတယ်လူကြီးရဲ့စကားလူကြီးရဲ့စကားဟာလေလုယာကျောင်းကြီးကြီးစင်ခဏလောက်ပြန်လာပြီပါလားဟာလေလုယာဓမ္မရာဇဝင်စရုပ်ထဆောင်ခန်းကြီး6ကနေစကြည့်အောင်စရုပ်ထဆောင်ခန်းကြီး6အငယ်24လောက်ကနေစကြည့်အောင်ငယ်24တွေ့ရပြီလားကိုဘယ်မှာရှိတယ်သူပြန်ပြောတယ်အတင်းတော့ဆိုတိတ်ပြောစရာကောင်းတာနော်အတင်းတော့တိတ်ပြောပြတယ်ကိုဘယ်မှာရှိတယ်သူပြောဘုရားရှင်နှုတ်ကပတ်တော်ကိုကောင်းကြီးပြပါဆိုတော့ပြောရအောင်ဘုရားရှင်နှုတ်ကပတ်တော်ကိုကောင်းကြီးပြပါဟုတ်ပြီနောက်တစ်ခါရှုမိရှင်ဘုရင်ဘုရားတတ်ပြီးဘိုးကြီးအပေါင်းကိုစုဝေးစေတဲ့စစ်ချီရှမာရီတို့ဝိုင်းတာမကြီးကြောင့်ပြောတာစာတန်ကကျွန်တော်ဘာလုပ်ထားလဲကျွန်တော်ဘာလုပ်ထားလဲမိသားစုကိုဒုက္ခပေးဖို့ဝိုင်းထားတယ်တာသမီးကိုဒုက္ခပေးဖို့ဝိုင်းထားတယ်အလုံးငါ့ကိုဒုက္ခပေးဖို့ဝိုင်းထားတယ်ဟောတော့ချင်းတဲ့ကဲလို့အပေသူညိုရမယ်လို့ချောင်းပြောင်းနေတယ်ဝိုင်းထားတယ်ကျွန်တော်ဖောက်ပါမရှိအောင်ဝိုင်းထားတယ်ဒီနေ့လားမရှိတော့ဘူးအဲ့ဒါစာရင်းရဲ့လို့ရခင်ဗျားတို့လောကကြီးထဲမှာတွာလာနေနဲ့လားမရှိတော့တဲ့အချိန်မှာဟလာမလုံးတင်တာတွေကိုလွတ်မိသွားအောင်ကိုယ်စိတ်အလိုကြတိုင်းအသက်ရှင်အောင်လောကဆာအသက်ရှင်အောင်စိတ်တက်ကြလာစိတ်ပြက်လာကိုမလုံးတင်တာတွေလောက်အောင်စာရဏဝိုင်းထားတဲ့တဘာဝရှိတယ်ဒီမှာလည်းပဲဘာဖြစ်လဲဆိုတော့ဘီဟာတက်ကလာပြီးတော့ဘာလုပ်လဲဆိုတော့ရှုရိစီဘီဟာတက်ကစမာလီမျိုးဝိုင်းထားပြီကြာမြင့်စွာဝိုင်းထားတော့အခန်းကြီး6နဲ့25မှာနော်ကြာမြင့်စွာဝိုင်းထားတော့စမာလီမျိုးနဲ့အလွန်အစာခေါင်းပါတယ်မြင်းခေါင်းတစ်လုံးကိုငွေ80နဲ့၎င်းပဲချမ်းတစ်ပြူကိုဘာချစ်ချင်လို့ဒီဝန်ကျွန်တော်ပြောဘာတွေ့ရလဲဆိုအော်စရာကောင်းတာပါသူတို့ရဲ့ history ကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်ပြောနော်မြင်းကောင်းတာသူတို့မစားတဲ့အစားမြင်းကောင်းတာသူတို့မစားတဲ့အစားဘယ်တော့မှတ်လဲဆိုစားစရာမရှိတော့တဲ့အတွက်သူတို့မစားတဲ့အစားတော့မှဝယ်စားမယ်ဆိုဖြစ်လာသူတို့ရွေးရှာတဲ့အစားဥမာအမေရိကန်လူမျိုးတွေငါပြီးလုံးဝမရှိနိုင်တဲ့ကိစ္စဒါပေမဲ့အဲ့တော့ဘာလို့ဒီလားငါပြီးရတော့တားစီတော့တိုးရတယ်ဘွာရောက်တယ်အမေရိကန်စဉ်းစားကြည့်မြင်အောင်ပြောပြတယ်မြင်အောင်ပြောပြအမေရိကန်ငါပြီးတော့စေတော့ဘယ်လောက်ဆိုတိုးရတယ်ဘွာရောက်တယ်စာမြင့်စွာဝိုင်းထားတဲ့ဆိုအနာကြီးမြင်းကောင်းတစ်လုံးကိုငွေ80နဲ့၎င်းတကြက်တောင်ပေးဖို့နေနေတာမစားဘူးယွန်းတဲ့အစာကိုအခုကငွေ80နဲ့ဝယ်ရတော့မဖြစ်နိုင်ဘူးဟုတ်လားဖြစ်နေတဲ့အချင်းရဆိုးသွားပြီပဲကြတဲ့ပြောငွေ9ချက်၎င်းရောင်းလိုက်ဒီကရှင်ရဲ့မျိုးရိုးမှာရှောက်သွားဆိုဘယ်သူမှမဝယ်စားနိုင်ဘူးဒါတော့မှဘယ်သူမှမဝယ်စားနိုင်အဲ့ဒီမှာဘာလို့လဲတော့လည်းလုံးလုံးပြောမယ်မိမတယောက်အရှင်မင်းကြီးကဲမတော်မှာဘူးလေဒီရှင်မင်းကထွားပြမှာကဲ
do mamudi ngadi abedo ke mana ni dini mata chido ni bo mo choro aku ale pama America ma so ne hala e tamara account so tat la me e tamara account so tat la me tamara tat la no khit ka pyaung pyaung me account so phit me di ma pi ma le be tamara tat la kaung le be tamara tat la kaung le mata tat la bi ne ba pyaung le di la nga phaya ma mo da lo pyo le lo la yi sut taung la le to ba phi shin ne no nga phaya ma mo da lo pyo le te pyo da ba di la di la Obama ပထမဆုံးမတက်လာခင် तू ဟာတတိအများကြီးပေးတကယ်တက်လဲတက်လာအောင် तू ဘာမှမလုပ်ပေးနိုင်တော့တဲ့အခါမှာလေသူ့ကိုတရားတွေဝိုင်းပြောတယ်လူမဲတွေဆိုသူ့ကိုပြန်ပြော तू ကပြောတယ်ငါဖះမှာမဟုတ်တာလေအောက်ကပြန်ပြောဒါဖះမှာမဟုတ်ဘူးဆိုရင်မင်းဘာဖြစ်လို့ဟိုကလေးကဟိုတုန်းကဂတိတွေပေးခဲ့တယ်အငါလည်းအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုဂတိတွေပေးခဲ့တာလူကအကောင်းဆုံးဖြစ်အောင်တော့လုပ်ပေးရှင်တယ်ဒါပေမဲ့ဖះမပါလာလုပ်ပေးလို့မရဘယ်မှာပါလို့ပြောလို့မကြီးငါဘယ်မှာမဟုတ်တာငါဘယ်လိုကိနေနိုင်မှာလဲတင်းနဲ့ဘယ်လိုဖြစ်နေအေးငါမကိတယ်နဲ့မင်းမဖြစ်တဲ့ကိစ္စနာမှမင်းပြောပြတယ်ငါလည်းကုနေနေတော့ကုနေတယ်ဒါပေမဲ့ဖြစ်တဲ့ကိစ္စနာဘယ်မှာကုနေနေတော့မကြီးမိမကဒီမိမဒီကျွန်မစီတို့လာတဲ့တင်သားကိုယနေ့ငါတို့စားဖို့အပ်ပါနတ်ဖန်နေနဲ့ငါတော့စားရပြီဆိုပြီးတဲ့ကျွန်မအိသားကိုပြုတ်ရစားကြပါလိမ့်နောက်နတ်ဖန်နေနဲ့ကျွန်မကတင်းသားကိုငါတို့စားဖို့အပ်ပါလို့တောင်းတယ်သူဒီမိမိသားကိုဝတ်ထားပါလိမ့်ဟုတ်လားသူသားကိုကောင်းကောင်းဆွဲလိုက်တယ်ဒီလိုကိုသားပေးမဲ့ဆင်ကြတော့ဝတ်ထားတယ်ကြည့်ဘာတွေဖြစ်သွားလဲဆိုတဲ့အခါမှာငတ်တာမကောက်ခက်ကတဲ့ကျွန်တော်ပြောမယ်နော်အဲ့ဒါကိုမရှိနဲ့အဲ့ဒါဒီခက်တယ်တကယ်ပြောတာဒီခေတ်ကဆိုးနေဒီမှာဆိုးနေကျွန်တော်တို့ကျေးဇူးတော်ကြောင့်မသိဘူး။ဒါတော့တစ်ခါတလေလေဘုရားဆင်းရဲခြင်းနဲ့ချမ်းသာခြင်းအလဲလဲပေးတယ်ဆိုတော့တခြားကြောင့်ပေးတယ်မဟုတ်။ဘုရားလေဆင်းရဲခြင်းပေးတယ်ဘုရားမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တားလေကျွန်တော်ဗမာပြည်ပြန်ခေါ်သွားခြင်းအကြောင်းရှိတယ်။စားစရာကနေဒါမှာရှိရတဲ့ကျွန်တော်ခေါ်သွားခြင်းကျွန်တော်ကြောင့်ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းအလဲလဲပေးတယ်ဆိုတာတခြားကြောင့်ပေးတာမဟုတ်ဘူး။ဒီကြားဆောင်နားလေဖို့လိုတယ်။အချိန်လုံးဆင်းရဲဖို့ဘုရားလိုတော့မဟုတ်ဘူး။ကျွန်တော်တားသမီးတွေကလေကနေဒါမှာမွေးလာတဲ့အချိန်မှာကနေဒါမှာကြီးလာချိန်မှာဆင်းရဲခြင်းတို့နားမလဲဘူးမွေးလာတဲ့တို့ကအကောင်းဆုံးနဲ့မွေးလာတယ်အကောင်းဆုံးဖြစ်လာကြမှာခုတ်ဆိုလဲစစ်နေနေလေးတောက်ပြီးလှုပ်ပြလိုက်တယ်အစာဆိုလဲမကြိုက်လှုပ်ပြလိုက်တယ်ဟလာဟိုအကောင်းစားဟလာစက်သားဆိုလဲစက်သားတလုံးဆိုလဲကျွန်တော်ဆိုကျွန်တော်စာကုတ်ပေါ်ကစားကျွန်တော်ကောင်းမှတ်မိတယ်ရေးပေးကြပကံလေးထဲမှာငါထဲပြီးတော့မှအဲ့ဒါမကုန်အခုတို့ဘာလုပ်လဲဟာလုံးပြလိုက်ကြတယ်အဖေစပိန်လို့ရှင်နေအဖေကလည်းဘုရားသခင်ကြီးတော်ဝယ်ပေးနေတဲ့ခါမှာဝယ်ပေးတယ်အမေကလည်းအလုပ်ကောင်းတဲ့ခါမှာဝယ်ပေးနိုင်တော့ဝယ်ပေးလိုအပ်တဲ့အရာတွေဝယ်ပေးတဲ့ခါမှာဘာဖြစ်လဲသူတို့တိတာဘာဖြစ်လဲဆိုတော့သူတို့ဘာနာလဲဆိုတော့သူတို့သူ့မေတဲ့ခါဝယ်ပေးနိုင်တော့ဟာတဲ့ပြောလားပတ်စံမရှိလို့လားတဲ့ဟိုဘောက်ဆင်းဆက်သွားလိုက်လေကတ်လေးထိုးထည့်လိုက်တဲ့ပတ်စံလေးထွက်လာလိမ့်မယ်သူ ATM လေ ATM သူပြောနေတာအလကားအဲ့ဒီဘောက်ဆရာထွက်လာတယ်တဲ့သူသွားထိုးလိုက်တဲ့အကုန်ထွက်လာလိမ့်မယ် don't worry တဲ့အမေသူကပြန်လုပ်တယ်ပြောတယ်သူတို့ထင်တာလောကရဲ့ everything က okay နေလို့သူထင်တာဆိုတော့ကျွန်တော်ဘာပြန်လုပ်ပြရလဲဆိုတော့ဒါဖလိုက်တဘာဝကျွန်တော်တင်တာစီးချင်းနဲ့ချက်တယ်အလဲလဲပေးမယ်လို့ပြောတဲ့အရာဘာလို့တင်တာဆိုတော့ကျွန်တော်အမှနားလဲသွားတာကျွန်တော်ရဲ့သားတွေကိုကျွန်တော်ဗမာပြည်ခဏပြန်ပို့ချင်ဗမာပြည်တော်မှာဟိုတယ်မှာမထားချင်ခင်ဗျာတော့လေးခဏလေးပို့ချင်တော့မှမီးလည်းမရှိဘူးဟမ်ချင်းရတဲ့တိုက်တွေချင်းအောင်ဆိုတော့မတွေ့ဘူးတခါမှမတွေ့ဘူးချင်းအောင်ဆိုမတွေ့ဘူးဒါကြောင့်ဟိုထိုင်းနိုင်ငံခေါ်လာတော့မှရင်းကောင်းတကောင်းလာတာပတ်လို့ပြေးနေတယ်ကျွန်တော်တာလေးရင်းကောင်းမတိတော့ဘူးသူလိုက်တော့ပြောချင်တာနားမလဲတော့ဘူးသူများတွေဟိုဖြစ်နေတဲ့ဟာဘာလဲဆိုတော့နားမလဲနိုင်တော့ဒါကြောင့်တခါလေးခေါ်သွားချင်တယ်ဆိုတော့တခါလေးမှကျွန်တော်တို့ခရောက်လို့ဆိုတော့တခါလေးမှသူများစာနာတတ်ဖို့တော့အစင်းပြေတဲ့ကြုံတဲ့အခါမှာအဲ့ဒါသူများနားလဲပေးတတ်ဖို့နားမလဲပေးတတ်ဘူးဆိုတာဘာလို့ဖြစ်လာလဲဒါတော့မကြလို့ဖြစ်တာလားသူများအဖြစ်တင်တတ်တယ်ကျွန်တော်တို့မဟုတ်ဘူးသူများနားလဲပေးတတ်ဖို့ကျွန်တော်ဖြစ်တဲ့အရာပေါ်မှာကျွန်တော်အိမ်မတမ်းမှအရေးကြီးတယ်ဒါပေမဲ့မထားချစ်တော့ဒီကောင်ကျွန်တော်ပြောပြမယ်ဟဲ့လားဒီမှာတက်နိုင်ကြုံတွေ့ရဆိုတဲ့အခါမှာသူတို့ခရောက်နေပြီဒါပေမဲ့ဘယ်လောက်ထိအချိန်ရဆိုးတော့လဲခင်းဆိုးတဲ့အချိန်ကြီးလောကကြီးမှာဘာမှဘယ်သူမှကယ်လို့မရချင်းအချစ်ဆိုင်တာစာပြည့်စည်နေပြီသူများတောင်းတော့ဆိုင်တယ်ကိုတောင်းတော့မပေးချင်ဘူးသူကိုတောင်းမပေးချင်တာမပေးဘူးဆိုတာသူရင်နဲ့သိထားပြီလားဒါပေမဲ့သူများတောင်းတော့စားချင်တယ်
စစ်တယ်အခုဒီတိုင်းနဲ့ကျွန်တော်သူများအသားကိုဒါတော့မစားတာဒါမဲ့ဘာလို့လဲသိလားကျွန်တော်တို့သူများငါ့တို့တည်တည်ငါကောင်းစားပြီးတော့ဆိုပြီးတော့မှဟောမှလူတွေကုန်ခုဗမာပြည်ထဲမှာဗမာချင်းချင်းပဲပြန်တော့မိန်းမတွေပြန်ရောက်စားမျိုးလုပ်နေတာဟောမှနေစားမှာလူကုန်ခုရောင်းဝယ်ဖောက်ကမိန်းမတွေပြက်စီးတာအများကြီးပဲနောက်ဆုံးကလေးတွေအစားပြန်ရောက်စားတယ်ဘာအတွက်လဲကလေးစုပ်ပြုတ်လုပ်တယ်အဲ့ဒါကိုကျွန်တော်တွေ့လိုက်တဲ့အချိန်မှာ I was shocked တရုတ်ပြည်မှာလေတရုတ်ပြည်ပေါက်ကအကုန်စားတယ်အကုန်စားတယ်အကုန်မြောက်ကိုအရှင်လဲလေးနဲ့လုံးလေးအဲ့လိုကလေးခေါင်းလေးဖောက်ပြီးတော့တကားတဲ့ပလုတ်ဆိုဟောစားလေးထွက်လာတော့အုံနောက်ကလေးအဲ့ဒါလေးနော်ကြွပေါက်စားလေးကိုမွေးကြစားပေါက်စားလေးကိုအဲ့ဒါဘာလဲဘာမင်းတို့နောက်ချင်းလေးနဲ့တော့လာပြစ်ဆိုစားအစီအပြေဒါပေမဲ့ကျွန်တော်ဘာလို့ဆိုရင်ကျွန်တော်ဒီကောင်ကအတက်တာနော်ဆိုရတဲ့အချိန်ကဒီချိန်ဖြစ်နေပြီဆိုရဆုံးချိန်ဒီချိန်ဖြစ်နေပြီကျွန်တော်ကမသိတာကျွန်တော်ကမခံဒါပေမဲ့ဖြစ်နေပြီဒါကြီးဘုရားကျေးဇူးတော်ကြောင့်တော့ကျွန်တော်ဒီမှာရှိနေဆိုတာအဖိုးဘွားတွေဘုရားကိုရွေးချယ်တာမှန်တယ်လို့ကျွန်တော်လည်းဘုရားကိုတည်ခွင့်ရလိုက်လို့အဲ့ဒီအရာတွေကဘယ်လိုပဲဖြစ်ကိုမသိတာတော့မှအဖိုးဘွားတွေအဖေမိတွေဆူတောင်းပေးခြင်းကောင်းကြီးတယ်ကျွန်တော်ခံစားနေရတယ်အဲ့ဒီကျေးဇူးတော်ကသိချီတာပဲဆိုမှကြည့်ဒီလိုဒုက္ခရောက်နေပြီပတ်ဝန်းကျင်မှာအများကြီးပဲပြဿနာဖြစ်နေပြီရှင်ပြန်ပြီးထုံးမဲ့စကားကိုကြားနေမိမိအုပ်ကိုစုပ်ပြီးမျိုးရိုးမှာရှောက်သွားဆိုလူတို့ဒီကြည့်အတွင်းနဲ့ရှော့တဲ့ဥပ္ပယဝတ်တော်မူကြောင်းကိုသိရတယ်ရှင်ပြန်ကလည်းရှာဖတ်တာအေးရှိပြီးတော့ဒီနေ့သူ့ကိုလည်းမကွာပဲနေခါတဲ့ထုံးမြောက်ကငါနဲ့ပြောတာပြောချင်တယ်လို့ဘုရားသခင်ရဲ့အတ္တကိုအဲ့ဒီရှင်ကကြားတော့ဘရောဖတ်ဆရာကိုကြားတယ်ငါတို့ဒီမှာဘုရားတောင်ရှိတော့လားဘာရှာလဲကြည့်ဒုက္ခရောက်လာတဲ့အချိန်မှာဘာလို့ရှာလဲမှတ်ထားဒုက္ခရောက်လာရင်အဓိကဘုရားတောင်ပြဿနာဖြစ်လာရင်အခန်းထဲဝင်တော့ဘုရားနှုတ်ကပတ်တော်ကဖွင့်တော့ဘုရားဒီထဲနဲ့ငါ့ကိုဘာကောင်းချီးပေးလဲနှုတ်ကပတ်တော်ကရှာတော့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 အဲ့ဒီကနေဒုက္ခရောက်တဲ့အချိန်မှာဘာဖြစ်ပြီလဲဘယင်းကဘယ်မှာလဲဘုရားစကားမရှိတော့လားဘုရားစကားမရှိတော့ဘုရားစကားမရှိပြီးဆုံးပြီသူပြောချင်တာပါလေအဲ့ဒီစေကိုတတ်ပြလိုက်လို့ပြောတာဘာလို့ပြောချင်တာဘုရားရဲ့လူလို့ပြောတော့ဘုရားတာမရှိတော့မှသူ့ကိုတတ်ပြလိုက်တော့လို့ပြောတာတတ်ပြလိုက်တော့ငါတို့ဒီမှာဘုရားတာမရှိတော့ဘူးလားဘုရားလူလို့ပြောတဲ့အဲ့ဒီစေဘုရားတာမပြောနိုင်ဆိုတတ်ပြလိုက်ဒါနဲ့အဲ့ဒီစေကြီးတွားတယ်အဲ့ဒီစေကြီးရောက်တဲ့အခါမှာအဲ့ဒီစေမှာဘုရားတာရှိတယ်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကဘုရားတန်နဲ့တွားတယ်မှာလောကကြီးကိုဘုရားအတန်ကိုကျင့်ရတယ်လို့သူတွေဖြစ်မှာဒီလိုပြဿနာဒုက္ခရှိတယ်လာနေမှာနုနေပြီဒါမဲ့အော်စရာကောင်းတာနေမှာအိမ်မှာရှိတဲ့ကျုံမလေးကဘုရားရှိနေတယ်ဘုရားလည်းရှိရမှာဘာတန်ရှိနေပြီလားဘုရားအတန်ရှိတယ်အဲ့ဒါကနေမှာကိုကေမဖို့ကြောင့်ဖြစ်စေတယ်နေမှာအိမ်ကအမျိုးသမီးလေးကကျုံမလေးကသူကိုယ်တိုင်ဘုရားနဲ့တွားနေတာကမကောက်ဘုရားတန်နဲ့တွားတာမကောက်ဘုရားအတန်ကိုပါသူပြောတတ်တယ်တွားနေမှာကိုဘုရားရှင်အသက်ရှင်ကြောင်းသိရလိမ့်မယ်ဒီနေ့ကျွန်တော်ပြောပြမယ်ဒီနေ့ကျွန်တော်လုပ်နေတဲ့နေရာမှာပြဿနာတစ်ခုကြုံတွေ့လာဆောင်းမပြေးငါဘုရားအသက်ရှင်ကြောင်းသိရလိမ့်မယ်ဆူတောင်း company ပိုင်ရှင်ကင်ဆာရောဂါဖြစ်လို့ company ပိုင်ရှင်ကင်ဆာရောဂါဖြစ်လို့နောက်ဆုံးအဆင့်ကိုပြောလိုက်တဲ့အချိန်မှာအဲ့ဒီ company မှာစီးမာရီငါဘုရားအသက်ရှင်ကြောင်းသိရလိမ့်မယ်ဆိုတော့အခန်းထဲကိုဝင်တော့လက်တွေဆူတောင်းပေးတယ်လုံးဝပျောက်သွားတဲ့အချိန်မှာဘာလို့လဲသိလားလုံးဝအဲ့ဒီကင်ဆာရောဂါပျောက်သွားတဲ့ company ပိုင်ရှင်သူ့အကူလွှဲပလိုက်တယ်ငါဘာမှမလုပ်ဘူးဘုရားအတန်ရှိတော်သူဟာလောကကိုအော်ဖွယ်အမင်္ဂလာနဲ့မင်္ဂလာဖြစ်စေလိမ့်မယ်အခြေအနေပြောင်းလဲပေးနေတဲ့တက်တာဖြစ်လာလိမ့်မယ်တိကိုလိုက်နေတဲ့ကောင်းကြီးခံစားတဲ့တက်တာဖြစ်လာလိမ့်မယ်အေးရှင်ဘုရားတန်ရှိအေးရှင်ကချပေးစကားတော်ကိုနားထောင်ကြတော့ကျင်းရပြီပြောပြီဘုရားစကားကိုနားထောင်ကြတော့အားလုံးပြောပြီအားလုံးကြားလိုက်ပြီဘုရားစကားတောင်းနားထောင်တတ်ဖို့လို့လေဒါပြမင်းတော်မူဒီကနတ်ဖန်လေးယခုချိန်ဂျုံမုံရတဲ့စိတ်ကိုဝေကြဘယ်လိုမှဖြစ်နေမူရောစံတခွဲကိုတစ်ချက်နဲ့ရှမာရိတို့တကားဝါနဲ့ရောင်းလိုက်လို့ရှင်းရှင်းအဲ့ဒီချိန်မှာမငတ်ပဲနဲ့ရှင်ဘုရင်နားမှာနေနေတဲ့ကောင်းကောင်းရှိသူများငတ်နေတဲ့ကြောင့်လည်းသူမငတ်ဘူး
အစင်ပြင်းနေတော့ရှိတော့ရှင်ပြင်းမိချခါတော့မှာထာဝရဘုရားဒီမိုးကောင်းကြီးနိုင်ပကင်းကောက်ကိုပကင်းပေါက်တော့ကိုဖွင့်လစ်တော်မူရင်ထိုးလို့ဖြစ်နိုင်ကောင်းသူရွေ့တဲ့အတိုင်းပြောတယ်စာကြီးကျန်းစာဖိုင်ကျွန်တော်အထဲကြီးဝင်လာမောလားဘုရားစကားကိုဒီမဲ့လို့ပြောခုနနှုတ်ကပတ်တော်ကိုမထိမဲ့ပြီးတော့သူဒီပျက်စီးတယ်တရားတော်ကိုဒီနေ့ကနှုတ်ကပတ်တော်ကိုခံရတော့သူထင်ပါလားဘလို့မြောက်အရာကတည်းကမှချင်းအောင်ချင်းကြွယ်ဝချင်းအရာကတည်းကနှုတ်ကပတ်တော်မှာဒီတော့ဖာခွာယူဂရီတော်ရဆွဲတာရေးဟာဂရီတော်ကျွန်တော်ရကြောဘာမလို့ရေးထားတယ်စောင်းလေးမှာရေးထားတယ်ကျွန်တော်မြင်နေနေအောင်ရေးထားတယ်အခုမှဟိုအိတ်တက်ဆိုလေးမကတ်ရဘူးကျွန်တော်ပြန်ခွာလိုက်ဟိုစားတုတ်ထားတယ်စေးပါပါသွားတော့ဘုရားဆုံးကတ်ထားတယ်ရေကခေါင်းမှာကတ်ထားကြည့်လိုက်တာနဲ့အဲ့ဒါကိုကျွန်တော်ဂရီတော်ဆွဲလာတာဂရီတော်ထဲမှာထည့်လာဂရီတော်ထဲမှာထည့်ဘာလို့ဂရီတော်ကတက်တောင်အောင်နေစေတာဂရီတော်ကတက်တောင်ဘုံတော်ထင်ရှားစေတာဂရီတော်လာပြီလားဘုရားမိသားစုမှာဘုရားကောင်းတယ်ကဖွင့်လို့ရှင်းတယ်မင်းဘုရားရှိရှိလေးဘုရားတကယ်လူပါဘုရားကလူအားဆိုတော့ဘုရားကလူပါတင်ဒီကိုမျက်စိနဲ့မြင်ရတော့လေမစားရမှတ်ထားဘုရားစကားကိုမထီမဲ့ဘူးပြီးတော့သူဘုရားစကားကိုဒီနေ့ဒီခရိယာဖြစ်ပြီးတော့ပုံပြလို့မှတ်ထားတဲ့သူတွေဒီသူများအောင်မြင်တာကိုမြင်မြင်ရတယ်မြင်သာမြင်မချင်ရတော့ဘဝမြင်သာမြင်မချင်ရတဲ့ဘဝဘယ်လိုလုပ်လဲသိလားအဲ့ဒါနှုတ်ကပတ်တော်ကိုမထီလေးစားလုပ်တော်သူတွေကျမ်းစာတော့ကျမ်းစာပဲလေဆရာရဲ့စွန့်ရရှိလို့စွန့်ရမှာပေါ့စွန့်ဒါရည်ဒီမှာမတွေ့ဘူးတင်းဒီကိုမျက်စိနဲ့မြင်တော့မြင်ရတော့လေမစားဘူးနှုတ်ကပတ်တော်ကြည့်နော်နှုတ်ကပတ်တော်ရောက်လာပြီးအဲ့ဒီနှုတ်ကပတ်တော်အတည်ပြုပြီးအဖဖကအလုပ်လုပ်တယ်နော်လူ၄ယောက်ကလူ၄ယောက်တရားဝါနာမှာထိုင်တော့မြို့ထဲလေးဝင်တော့မရမြို့အပြင်လည်းထွက်လို့မရလုံနေတာတမျိုးဘဝအကြည့်လုံနေရတယ်လုံလည်းမဝဲဆွဲတယ်စားကြောင်းတယ်လုံနာတော့ဝဲရဆွဲလိုက်တယ်ဘဝလူနေလို့မြို့ပြင်ထွက်ခံတဲ့ကြားတယ်မြို့ထဲမှာတော့ငတ်တော့ဘယ်သွားမှမပြီးတော့အရှိထွက်တယ်အိမ်နဲ့အလားတူအားလုံးလည်းသိတယ်အခုနောက်ဘတော့တာကြောင်းရတယ်ဒီလိုကြောင်းညဉ့်ယူပေါ်မှာအဲ့ဒီစက်တက်ပြောထားတဲ့တာထာပြမင်းတော်မူတဲ့စကားကနှစ်ဖန်လေးမှာလုပ်လို့ဆိုရင်ဘာလို့လဲဒီလားနှုတ်ကပတ်တော်အပေါ်မှာရက်တည်တဲ့စွန့်စားပြီးတော့ရက်တဲ့တော်လည်းတက်တည်ရတယ်ကျွန်တော်အမေတို့လေတေးရှင်တေးပါစေဟဲ့ဒီကျမ်းစာဂရိတော်မှာမပြည့်စုံလို့တေးသွားတယ်တေးပါစေဖျောက်အားကိုးတော့တေးသွားတာနာမည်လည်းကောင်းနေတယ်တေးတာတန်းနေတယ်တေးနေဟဲ့မသေးဘူးဂရိတော်ရက်တာဆရာဘောကမှကြည့်ဘိုးတော်ကစားကနေအများကြီးကြွေးနေတာအခုမတွေ့တော့ဘူးပြန်လာကြည့်တဲ့ဆောက်ကလေးကလေဆောက်ကလေးကဘုန်းတော်လို့မဟုတ်ဘူးဘုန်းတော်အဲ့လိုလေဒီမှာကြည့်ဟာဆရာကျွန်တော်လေးလာလိုက်လားလာမဆရာလေးရှိနေတယ်ဝတ်တော့ဆရာရှိလို့ဝင်နေစီဆောက်ကြည့်လေအခုဆောက်ကျွန်တော်ဟောတော့ကြည့်တယ်မလုံးမကြည့်ဘူးဟောအဲ့ဆောက်တော့ကျွန်တော်ရေးနေမောင်းလာတယ်ကွယ်ဟိုတက်ကွယ်ဟာကွယ်ဆရာကကောင်းမဆရာမမောင်းနေဆရာစီရမ်းမြန်နေ
Lasan. Look, Lasan. I am not one of that. You are a anybody Matola Mara, the Kali, no matter who was at the Malabar City, I will tell them the city. No matter what job you won't come and come out. Some of that is imagine. Do you think of what? Yeah, what you see, I go at the Yanni. Shabu that the Yanni. I go to the look at some home. I go to the look at I did not think so. I did not see money. But Angaro, I like 80 times based on jet time. You never win as a come on, your thing. Even a tiny thing. Don't be a shooting that opens a jaguar. Tiny thing, tiny million, momentarily tired. Mahaba, you are momentarily tired. Today. Momentarily tired. Shooting that door. Today. Momentarily. How about momentarily? A bed to go near Mapeja, a Jamuga, shooting Lodi, Yata, CTN, Nisi, Yaza, Pochi, a Tango, Jazzy, China, Tower, Pia, Pura, Mudabi, Turoga, Idela, Champagne, Narogo, Taisi, China, Haiti, Nimia, Mania, Mabu, Diago, Dia, Solie, Momalemi, Tai, I did it. Momalemi madu di lulu liya saude atanga. Payaye teguga no kopato nama lulu. Ana di lulu liya ga ini sebenarnya cara bang lo tak mesti kalau kau nak Dia fat wala ta halu ta shin na dila momali ni tha pi la momali ni hwa le thwat da momali ni pi la to momali ni to tan cha la ba tan le le ni si tu ye yatha si tu ye bu chi ata hai ti me nya e gu tu me nya ye ata pe ata ma lu le yaw ta lu le yaw ye ata la Paya kadi lo piesong si pun lane chinan ya. Oh bueno mila kana kisi. Paya kadi lo sibi. Paya kadi lo koma lane chinan telan zidanga saran nanya pule. Paya kenanya di tamu jauh. Haleluya. Amen. Kadi lo piesong nama jauh di pula. Chinan di mana apa nama Yesus? Paya tekin segaro Yesus okey. Payasi segaro boma piore tai pila melo yogi biro sila sahla nai talan jesi sara nai ngai kuele me talan jesi ya paya ke nai ngai di thau la le me pi le khama ba phit le a shin song chwe wa chin le to win sa le tat ta phit si ti bwa ga hala lu le shin ma a thi chan le tat ta lu phit kaung phit nai ne hala myo le shin me le tat ta phit kaung phit nai ne oh bwa anakat taw ma shi taw bu a shi to le kha hala anaw sau le kha Moto time le akha ba le aw ma ti do bu da wi me no ba to the ma sa tin win sa bi so ne atat ka atat ti phit si hallelujah ni si ko ni ko mo ma ro phaya ye gati do ma yet ti ji shin na tala si da oh we ya jang phit si hallelujah khara lo ma ta tha ja ya mi tat taw pyam lo sak ka ja ya mi tat taw pyam lo sak ka chin ne hala I thought I was such a two bit of dinner. You were such a hallelujah. Holy are you, Lord. In name, no about of piercing and alone that. Touching on the low Shia, touching on low down at piercing. We are to shit there. We are all of Shigo, Lave, Hiam Motoma, Dutal ye. We meet that out, Yam Saka, who are your hopping. I don't know the Shil Palava. We may Shil Palava, Shilling our Dutal ye. We may cut out Piano Saka Jaya. You didn't pay any more than a toe and Jaya. Oh Lord Jesus, holy are you, Lord. The whole earth is filled. Anybody all over so don't be one lungeri atata chido mu hopi me lungeri fite. Over the mu hopi me lungeri fite. Over ya biase na do mi pia me lungeri fite. They don't say lazi daya sara na pio wema fite. Sara na cha so no pia na ti thau le ne. Di sing
ပိုးရင်းနေရှိမှဘုရားတင်တော့ကိုချီးမြှောက်မယ်နှုတ်ဘတ်တော်နဲ့တော့ပါနှုတ်ဘတ်တော်နဲ့တင်သက်ရှင်ပါအဲဒီမှာကျရှိတဲ့သူရှိမလာနဲ့တော့သူတွေရှိမှနေရှိတဲ့သူတွေတိုးတော့လာပါတိုးလာရှိတဲ့နေရာမှာသူထောက်ချရဲအိုးဘာမင်းတက်တော့တဲ့ဘာပြန်ဆက်ကပါလေကျွန်တော်ဘာမဟုတ်ပါဘူးဒါနဲ့ဘုရားကြီးမဆိုတော့ပြရင်လူလေးယောက်အားဖြင့်လည်းအောင်ပွဲခံစီပါလေကျွန်တော်ဘာမဟုတ်ပါဘူးဒါပေမဲ့ဘုရားတော့ပြရင်အောင်ပွဲအကြောင်းဖြစ်စီမှာဖြစ်ပါ Hallelujah Jesus Hallelujah Jesus Hallelujah Jesus Hallelujah လူငယ်တွေညတဲ့ဘာပြန်ဆက်ခါကြရအောင်လူငယ်တွေလားအိုးတင်လို့ရတတ်တာကြီးတော်ကိုပြမယ်လူငယ်တွေဖြစ်တယ် Holy Holy are you Lord Holy Spirit of Lord Let the nation rise together honor and praise to your name. Let your
အထူးသဖြင့်ဘုရားရှင်မြတ်တာကိုလိုအပ်နေပါလေလူငယ်များဘုရားရဲ့မြတ်တာကိုမခံစားတဲ့အချိန်လောကကြီးထဲမှာမြတ်တာကိုရှာတော်ညာနဲ့မြတ်တာကိုမပေးကြဘူးအဲဒီအချိန်မှာစစ်မှန်တဲ့မြတ်တာပေါ်မှာလေလောကကြီးမှာအသက်ရှင်လာပါလေဘုရားရှင်ထားလို့တိုးဝင်လိုက်တဲ့အခါမှာဘုရားရှင်နဲ့တက်ချင်းနဲ့ဘုရားရှင်ဝမ်းမြောက်ခြင်းဘုရားရှင်အတူရှိခြင်းဘုရားခင်ချစ်ခြင်းကိုခံစားဖို့ကြောင့်ဖြစ်စေဘုရားရှင်မြတ်တာကဒီလိုတက်တော့နိုင်ထသွေးဆောင်တယ်ဘုရားရှင်ကမင်းတို့မချစ်တော်များလေမင်းတို့လောကလမ်းထဲမှာတွာလာကျင့်လေတော်များလေလောကလမ်းထဲမှာမင်းတို့အလိုတိုင်းမင်းတို့အသက်ရှင်တော်များလေငါအချိန်မပေးတော်များလေငါမင်းတို့အချိန်ထဲမှာကြည်စုနေတယ်ငါမင်းတို့အချိန်ထဲမှာကွဲကားနေတယ်ငါမင်းတို့အချိန်ထဲမှာချစ်တယ်မင်းတို့အချိန်ထဲမှာငါတန်ဖိုးထားတယ်မင်းတို့ကတော့မသိတော်များလေမင်းတို့ငါသိတယ်မင်းတို့တော့ငါကြီးမားသောအချမ်းရှိရှိတယ်ငါလည်းမတိုင်နေတော်များလေပဲငါဘယ်တော့တိုင်နေလာမလဲဆိုတော့စောင့်မျှော်နေတယ်မင်းတို့ငါကြီးမားသောအချမ်းရှိတဲ့စောင့်မျှော်နေတယ်မင်းတို့အမိမဖြစ်စေဥကောင်းမှာထားတဲ့ချင်းကြောင့်မင်းတို့ဝမ်းနဲ့နေခဲ့တဲ့ခြေကွဲနေခဲ့တဲ့အရာတွေအားလုံးငါသိတယ်တင်းတို့ရဲ့မျက်ရည်ကျတော့စူကောင်းတဲ့အရာတွေလည်းငါသိတယ်အဲဒီအရာတွေအားလုံးကိုဘုရားချိန်တန်တဲ့ကမှာကြီးမားစွာအဖြစ်ပေးမယ်အချိန်တိုင်းတင်းတို့တည်တည်လာလိမ့်မယ်အကျော်မျိုးတွေလည်းပြင်နေတူမယ်ပြုလို့ရအောင်အောင်ရတဲ့ခွင့်ကိုဘုရားပြင်ဆင်ပေးလိမ့်မယ်လူငယ်များတင်းတို့မျက်ရည်နဲ့စူကောင်းခဲ့တဲ့အရာကိုဘုရားကြားတယ်လူငယ်များမျက်ရည်နဲ့စက္ကပ်ခဲ့တဲ့အရာတွေဘုရားရှင်မြင်တယ်တို့ချိန်တန်တဲ့ခါမှာလှပစွာအလုံးလုံးပဲJesus. All the heaven shine your praise. Beautiful is our God. The universe will sing hallelujah to you, our King. All the heaven shine your praise. Beautiful is our God. Oh, universe will sing hallelujah to our King. All the heaven shine your praise. Beautiful is our God. The universe will sing hallelujah to you, our King. All the heavens shout your praise. Beautiful is our God. The universe will sing hallelujah to you, our King. All the heavens shout your praise. Beautiful is our God. The universe will sing hallelujah to you, our King. Hallelujah to you, our King. Hallelujah to you, our King. ခြေတော်ကြီးကိုမတော်ဒီနေ့ကျေးဇူးတော်ရချီးမွမ်းတယ်ဒီငယ်ဒီမငယ်တွေရောက်စီတယ်ကျွန်တော်ဒီလိုရွယ်တော့ကျွန်တော်ဘာမှမသိခဲ့ဘူးကျွန်တော်ပြောဖို့ပါဖို့သွားဖို့စားဖို့တောက်ဖို့ပဲသိခဲ့တယ်ဘာမှမသိခဲ့ပါဘူးဒါပေမဲ့ဒီလိုချင်းသိရတဲ့ခွေရတယ်ဘုရားကိုးကွယ်ဖို့တင်တော့ခွေရတယ်ဘုရားနှုတ်ကိုပတ်တော်စိတ်မှန်တဲ့တော့ကြားခွေရတယ်အဲ့ဒါဘုရားတင်တော့အရန်ချစ်လို့ဖြစ်တယ်အရန်တမိုးထားလို့ဖြစ်တယ်အနာဂတ်ရဲ့ကြီးမားသောဘုပြုမဲ့သူတွေဖြစ်တယ်အားကြောင့်ဒီလိုသက်တာဘုရားဘုန်းတော်အတွက်သက်ရှင်ကိုဆုံးဖြတ်ချက်ချရအောင်အာမင်ဆက်ကြောလာတစ်ခုလုံးကရှင်းမွမ်းတဲ့ဘုရားကိုကျွန်တော်တို့အဖလို့ခေါ်ခွင့်ရတယ်အဲ့ဒီဘုရားနဲ့သူအသက်ရှင်ပြီးတော့လောကကိုအောင်ပွဲခံမဲ့သူတွေဖြစ်တယ်လောကကိုစိုးစံမဲ့သူတွေဖြစ်တယ်ကျွန်တော်တို့နှုတ်ထွက်စကားကအခြေအနေအလုံးပြောင်းပြန်လာပြပါမယ်ဟာလေလုယာအားလုံးခဏလုံးမတ်တထားရင်ဒီချိန်နောက်ဆုံးကိုဒီဆိုပြီးတဲ့ချိန်မှာဆရာတော်ရဲ့ဆုတောင်းခြင်းအပြင်ကောင်းမှုပေးခြင်းနဲ့ဆုံးတရား
Hallelujah.